အလူငွေကတော့လေထည့်ကြတယ်ပတ်စံရှိတဲ့သူရောမရှိတဲ့သူရောစိုက်ကားဆရာတွေကစတက်စီဆရာတွေကအစနဲသည်များသည်မဟုတ်ဘူးတက်နိုင်တယ်များအကုန်လုံးယူကြတယ်ပေါ့နော်ဟိုတနေ့က2ရက်အလူခန္ဓာ300ကျော်ရပြီပေါ့နော်ထိုင်မာတဲ့ဖွဲ့စည်းတစ်ခုကိုကြီးတဲ့ဖွဲ့စည်းတစ်ခုကိုကျွန်တော်တို့ပေးရတော့မှာပါဟုတ်ဒီနေ့ကတော့ဒါ3ရက်မြောက်ပေါ့နော်ကျွန်တော်တို့ကစတူဒီတာအေးလူရင်းနဲ့အလူခန္ဓာပေါ့နော်3ရက်မြောက်ရှိပါပြီပထမရက်ကတော့ကျွန်တော်မိုးလက်ဆောင်လှူတယ်ဒီနေ့ကတော့လိမ္မော်ကြီးအေးပေါ့နော်ဟိုတနေ့ကလည်းလိမ္မော်ကြီးပဲဟုတ်ကျွန်တော်တို့ကတော့အလူလုံရင်းနဲ့အလူခန္ဓာပေါ့နော်အဓိကတော့စတူဒီတာကျွေးရင်းနဲ့ဒါဘယ်လိုပြောရမလဲအလူခံတဲ့အစီအစဉ်လေးပါဟုတ်အလူငွေကတော့လေထည့်ကြတယ်ပတ်စံရှိတဲ့သူရောမရှိတဲ့သူရောစိုက်ကားဆရာတွေကစတက်စီဆရာတွေကအစအကုန်လုံးလမ်းသွားတဲ့ကလေးတွေကအစနဲသည်များသည်မဟုတ်ဘူးတက်နိုင်တယ်များအကုန်လုံးယူကြတယ်ပေါ့နော်ငွေမောင်းကဟိုတနေ့က2ရက်အလူခန္ဓာ300ကျော်ရပြီပေါ့နော်ဒီနေ့ဒါဟိုတနေ့ကကျတော့ညနေပိုင်းပဲအလူခန္ဓာဒီနေ့ကတော့တနေ့ကုန်လီပါအလူခန္ဓာဆိုတော့ဒီနေ့လေတော်တော်များများရမယ်လို့ထင်ပါတယ်အဓိကတော့တချို့ကျတော့ကလေးတွေကကြောက်အလူခံလုပ်ချင်တယ်ဥစုဆောင်မဲ့သူမရှိဘူးအဲ့တော့ကြောင့်မို့ကျွန်တော်ကနေပြီးတော့ဒါလာ join တင် join လို့ရဆိုလို့ကြီးညာလိုက်တာပေါ့နော်အဲ့ဒီချိန်မှာကလေးတွေအများကြီးပဲလာ join ရတယ်လေဘူးကြီးထဲမှာအပြင်ပန်းခံပြီးတော့အလူခံပေးကြတာအဲ့တော့ကြောင့်မို့လဲအများကြီးကျေးဇူးတင်ပါတယ်လို့အဓိကတော့မေမီတို့အခုစကိုင်းမန်းလေးဘက်ကိုသွားတယ်ပေါ့နော်သွားတဲ့ချိန်မှာတကယ်ကြီးကိုလှမ်းပေးကြည့်တဲ့ခါကျတော့အဓိကတော့အခုနောက်ပိုင်းကငွေသားပဲပို့ပြီးတော့လူတယ်ပေါ့နော်ပစ္စည်းတွေဘာတွေကတော့တော်တော်များများပြည့်စုံတယ်လို့စားစရာတောက်စရာတော့တော်တော်များများပြည့်စုံတယ်လို့ကြားတယ်ဟိုမှာရှိပြီးသားအဖွဲ့အစည်းထိုင်မာတဲ့အဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့ကနေပြီးတော့ရသလောက်100မြင့်100 200မြင့်200 300မြင့်300ပေါ့နော်ရသမျှအကုန်လုံးကိုကြီးတဲ့အဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့ပေးရတော့မှာပါဟုတ်ခုမခန့်နေဝေလို့ဆိုလို့ရှိရင်ဒါပရိဒလုပ်နေကြသူတို့ဒါမျိုးတွေလုပ်နေကြအဖွဲ့အစည်းတွေအများကြီးရှိပါတယ်အဲ့လိုအဖွဲ့အစည်းအကြီးတွေကိုလှူမယ်လို့စိတ်ကူးတာပေါ့နော်အဲ့ဒါကြောင့်မို့လို့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ဒီလိုပရိဒလုပ်ငန်းတွေကလုပ်နေကြလူမှဒါဘယ်လိုလုပ်ရမယ်ဆိုတော့သူ့ရဲ့ needs တွေနဲ့အားရှိရပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကလည်းခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုခုကိုလူဖို့ဆုံးဖြတ်ထားပါတယ်ဒါတွေကတော့မလုပ်ကောင်းပါဘူးလုပ်လို့ရှိရင်လည်းကိုလုပ်ရင်ကိုခံရမှာပဲလေအဲ့ဒါကြတော့မန္တလေးမှာတော့ဆွေမျိုးတွေရှိတယ်အသက်ဆုံးရှုံးမှုတော့ဆွေမျိုးတွေကတော့မရှိဘူးဒါပေမဲ့အိမ်နေရာတွေပေါ့နော်အဲ့လိုမျိုးပြိုသွားတာတော့မရှိဘူးဒါပေမဲ့အဲ့လိုတက်စီးသွားတာပေါ့နော်အဲ့လိုမျိုးတွေတော့ရှိပါတယ်ဟုတ်